ကြီးမားတဲ့အုပ်နိုင်ရန်တစ်ခုဟာအပြစ်ကင်းတဲ့ကလေးမလေးတစ်ယောက်ပေါ်ကိုပြုတ်ကျတော့မဲ့အချိန်မှာပဲဘေးနာကအမျိုးသားတစ်ယောက်ကမြင်သွားပြီးအမြန်ပြေးသွားကကလေးမလေးကိုတွန်းထုတ်ပြီးကယ်တင်လိုက်ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့အဲ့ဒီအုပ်နိုင်ရန်နဲ့ရိုက်မိပြီးနေရာတင်မဲ့သတိလစ်လဲကျသွားခဲ့တာပေါ့လူတွေလည်းဝိုင်းအောင်လာကြပြီးလမ်းသွားလမ်းလာတစ်ယောက်ကအရေးပေါ်ဖုန်းကိုချက်ချင်းဆက်လိုက်ပါတယ်မကြခင်မှာပဲလူနာတင်ကားရောက်လာပြီးဆရာဝန်ကစစ်ဆေးကြည့်လိုက်တဲ့အခါအဲ့ဒီလူတေဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်တာကြောင့်အားလုံးငြိမ်သက်သွားကြတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ယံမှာဂျိုသားရင်ပြန်တစင်းရုတ်တရက်ပေါ်လာပြီးအဲ့ဒီလူရဲ့ရုပ်အလောင်းကိုစက္ကန့်ဖက်လိုက်ပါတော့တယ်တမိနစ်တောင်မပြည့်ခင်မှာပဲသူ့ရဲ့ဒဏ်ရာတွေအားလုံးဟာအံ့ဩစရာကောင်းအောင်ပျောက်ကွယ်သွားပြီးအသက်ပြန်ဝင်လာကထထိုင်လိုက်တာကြောင့်ဘေးနာကလူတွေလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြတာပေါ့အဲ့ဒီနောက်မှာတော့ရင်ပြန်ပေါ်ကနေဂျိုသားမျိုးသမီးတစ်ယောက်ဆင်းလာခဲ့တယ်သူမလူတွေကိုမှော်စွမ်းအားတွေပေးနိုင်တဲ့အစွမ်းရှိပေမဲ့ဒီမျိုးသားကိုကြည့်ပြီးအရန်ရုပ်ဆိုးလို့ဆိုကစွမ်းအားမပေးပဲပြန်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့အမျိုးသားကတော့အဲ့ဒီစွမ်းအားကိုရချင်စောနဲ့ဂျိုသားမလေးကိုအတင်းဆွဲထားပြီးတောင်းဆိုတာကြောင့်နောက်ဆုံးမှာတော့ဂျိုသားမလေးလည်းမတက်တာပဲသူ့ကိုချက်ချင်းချမ်းသာစေမဲ့စွမ်းအားတစ်ခုပေးလိုက်ပြီးထွက်သွားပါတော့တယ်အဲ့ဒီစွမ်းအားကတော့သူတုံးလိုက်တဲ့မြပတ်စံတိုင်းဟာ၄နာရီအတွင်းမှာအစပေါင်း100ပြန်ရမယ့်စွမ်းအားပါပဲအမျိုးသားကတော့ဒီစွမ်းအားကိုတိတ်မယုံသေးပေမဲ့အဲ့ဒီအချိန်မှာပဲခွေးဖမ်းသမားတွေကလမ်းဘေးခွေးလေးတစ်ကောင်ကိုဖမ်းနေတာကိုမြင်တော့တနာသွားမိတယ်ဗျသူကခွေးလေးကိုကယ်ဖို့အတွက်ဒေါ်လာ100သုံးလိုက်ပါတယ်အဲ့ဒီနောက်တစ်စက္ကန့်ကြာမှတင်စုလက်အနေနဲ့သူ့အကောင့်ထဲကိုဒေါ်လာ1000တန်းဝင်လာတာကိုမြင်တော့အမျိုးသားဟာအရန်ကိုစိတ်လှုပ်ရှားသွားတာပေါ့သူလည်းချက်ချင်းပဲအမြန်ဆုံးချမ်းသာလာမဲ့နီလန်တစ်ခုကိုစဉ်းစားမိသွားပါတယ်အဲ့ဒါနဲ့သူဟာကုန်းတိုက်ကြီးရဲ့အလဲမှာမိုက်ခရိုဖုန်းကိုကင်ပြီးနောက်ထပ်မိနစ်20အတွင်းလူတိုင်းဝယ်သမျှပစ္စည်းပိုးတွေကိုကျွန်တော်အကုန်ရှင်းပေးမယ်လို့အတန်ကုန်ဟစ်ပြီးကြီးညာလိုက်ပါတော့တယ်10မိနစ်တောင်မပြည့်ခင်မှာတင်သူ့အကောင့်ထဲကိုအမေရိကန်ဒေါ်လာ2ဘီလီယံတိုက်ရိုက်ဝင်လာပေမဲ့သူကတော့အားမရသေးပါဘူးဒါနဲ့သူဟာကိုပိုင်လေးရဲ့အယောင်ပြခန်းကိုတန်းသွားလိုက်ပါတယ်အယောင်ဝင်တဲ့အမျိုးသမီးကသူ့ရဲ့ဝတ်စုံကိုကြည့်ပြီးစင်းရဲသားအထင်နဲ့အေးဆက်ဆက်ဆံပေမဲ့အမျိုးသားကတော့သူ့ရဲ့ဘန်ကတ်ကိုချက်ချင်းထုတ်ပြလိုက်တယ်။အဲ့ဒီနောက်တခြားဝန်ထမ်းတစ်ယောက်ကိုခေါ်ပြီးဒီမှာရှိတဲ့လေရင်တွေကိုဝင်မယ်ရလို့ပြောလိုက်တာပေါ့။ဝန်ထမ်းမလေးလည်းအရန်ဝမ်းသာသွားပြီးပြပြတလဲကြိုးဆိုပေမဲ့အမျိုးသားကတော့ဒီလေရင်တွေကဈေးရန်ပေါ်လို့နဲ့လို့ထင်နေတော့ပြ။ဝန်ထမ်းမလေးလည်းမတက်တာပဲလေချောင်းထိမ့်သိမ်းရေးမျှော်စင်ကိုဆက်သွယ်ပြီးအကောင်းဆုံးတံမိုးကြီးလေရင်တွေကိုထုတ်ပြခိုင်းရပါတော့တယ်။လေရင်မျိုးစားပေါင်းများစွာထုတ်ပြနေပေမဲ့သူကတော့ဈေးနဲ့နေသေးတယ်လို့ပဲယူဆနေတာကြောင့်ဝန်ထမ်းလက်ထက်ကစကားပြောဆက်ကိုလူယူပြီးလေရင်တွေအကုန်လုံးထုတ်ခဲ့အကုန်ဝင်မယ်လို့လှမ်းပြောလိုက်ပါတယ်ခဏနေတော့ကောင်းကင်ရံတစ်ခုလုံးအဖိုးတန်စိန်ခံလေရင်တွေနဲ့ပြည့်နေသွားတော့တာပေါ့နောက်ဆုံးမှာတော့အမျိုးသားဟာယူချင်စရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒါကတော့သူဟာငငယ်ကလေးကမိဘမဲ့တယောက်ဖြစ်ခဲ့တာကြောင့်ရလာတဲ့ငွေတွေအားလုံးကိုအိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့သူတွေကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်